ကျွန်တော်9လပိုင်း4ရက်နေ့ကျွန်တော်တို့ဒီ Spartan ပေါ့ Spartan match မျိုးကန်ပြီးရနောက်ပိုင်း9လပိုင်း4ရက်နေ့ကနေစပြီးကျွန်တော် injury ဖြစ်တယ်9လပိုင်း4ရက်နေ့ကနေအခုထိပေါ့ပြောရမယ်ဆိုတော့6လကျော်လောက်ကြာသွားပြီ9လပိုင်း4ရက်နေ့စဖြစ်တယ်စဖြစ်ပြီးတော့ကျွန်တော်19ရက်နေ့လောက်မှာအဲ့9လပိုင်း19ရက်နေ့မှာကျွန်တော်ဆေးရုံစတက်တာဆေးရုံစစ်တော့စတက်ပြီးတော့ဆေးရုံတစ်ပတ်လောက်ပဲတက်ပြီးပြန်ဆင်းလာပြီးနောက်2လလောက်နေတဲ့အချိန်မှာ UTB လို့ပြီးပြီးတော့ injury ကပိုဆိုးလာပေါ့အဲ့ချိန်ဟုတ်ဆဆချင်းဖြစ်တာကျွန်တော်ဆဆချင်းကျွန်တော်သိရတာတော့တင်မစုံရိုးပဲ့တာရယ်စီးကုံရိုးထိတ်နည်းနည်းကောက်သွားပါပြီးတော့ကျွန်တော်အာယုံကြော3 4 5အဲ့3ခုလောက်ကထိသွားဟုတ်ပြုတ်ကြတဲ့အတိုင်းရောက်ကျွန်တော်ပွဲကန်နေနဲ့ခေါင်းခုန်လိုက်တာပေါ့ဟယ်ရီတိုင်းနဲ့ပြုတ်ကြနှစ်ကြိမ်တော့ပြုတ်ကြပြီးတော့ကြတော့လေအကြမကောင်းလို့ပြောမှာပေါ့တင်မစုံနဲ့ဒီခါးနဲ့2နေရာကိုဖြတ်ကြတာနေအဲ့ဒီကနေစဖြတ်အဲ့ဒါပြောရခက်တယ်ဆိုဒီလိုကွာကျွန်တော်ဆက်ချင်းစေးရုံတက်တယ်အဲ့9လပိုင်း4ရက်နေ့လောက်ကစဖြစ်တော့ရိုး TV လို့လည်းမခံမှန်းကြဘူးသူတို့ကဒီတိုင်းပဲကျွန်တော် MI ရိုက်တယ်ကျွန်တော် MI ရိုက်တယ်ဘယ်လိုလဲတင်မစုံနဲ့အဲ့ကြောပေါ့နော်ရိုက်တယ်ရိုက်တော့အဲ့တော့ရိုး TV လို့မထွက်ဘူးကျွန်တော်ပြုတ်ကြတဲ့တန်းကြောင့်တင်မစုံအယိုးပဲသွားတာတို့စီးကုံရိုးကောက်တာတွေပြီးတော့အာယုံကြောထိသွားတယ်သူတို့ကအဲ့လိုပဲသတ်မှတ်တာအယိုး TV လို့မသတ်မှတ်ဘူးနောက်2လလောက်ကြာမှကျွန်တော်တော်တော်နာလာတာပေါ့နော်နာလာတော့မခံနိုင်တဲ့အခြေအနေဖြစ်တော့အဲ့ဒီအချိန်ကျမှကျွန်တော်ကဆရာဝန်ပြောတယ် MI တစ်ခါရိုက်ကြည့်ဦးဒီပုံမှန်နာတာမဟုတ်တော့ဘူးเนาะအဲ့လိုညက်ပဲအရန်ကြိုက်တယ်ဆိုတော့သူတို့ကတော့ဒီအာယုံကြောထိပြီးတော့ပေါ့နော်ဒီကျွန်တော်က6ဒီပါအောက်ပိုင်းတီးသလိုမျိုးဖြစ်သွားတော့ဒီအာယုံကြောကြောင့်နာတာလားမသိဘူးဟို UTB ဖြစ်နိုင်တယ်လို့လည်းသူကမခံမှန်းသေးဘူးအဲ့မှကျွန်တော်သွားရိုက်လိုက်တယ် MI ရိုက်လိုက်တဲ့အချိန်မှာအဖြေက result ကထွက်လာတော့ဒီအာယုံကြောကြောင့်ကျွန်တော်နာတာမဟုတ်ပြုတ်ကြတဲ့တန်းကြောင့်လည်းမဟုတ်ဘဲနဲ့အယိုး TV ကြောင့်နာဆိုတော့ပြောတော့ခက်တယ်အစောကြီးတည်းကဖြစ်နေရလားဒီ injury ဖြစ်ပြီးကမှနောက်2လလောက်ကြာမှစဖြစ်လာလားကျွန်တော်လည်းသိချမသိဘောလုံးမကစားဘူးလို့ဆိုကျွန်တော် MI ရိုက်တာ3ချိန်4ချိန်လောက်ဖြစ်သွားတယ်ဖြစ်တော့အခုနောက်ဆုံးချိန်ရိုက်တာပြီးခဲ့တဲ့လကဆိုတော့အခုက9လပိုင်း3လပိုင်းလာကုန်လောက်ပေါ့အဲ့ချိန်မှာဆရာဝန်တွေကပြောတယ်အဖွဲ့ချုပ်ကဒေါက်တာကျော်တန်းစင်တို့ဒီကျွန်တော်အပြင်မှာဆရာ2ယောက်ပြတယ်ဒီကျော်ရိုးအထူးကုဆရာဝန်တွေကပြန်ကန်လို့တော့ရနိုင်မယ်ကွာဒါပေမဲ့ဟိုအခြေအနေကဘယ်လိုလဲပြန်ဖြစ်ဖို့ရာခိုင်နှုန်းများတယ်နောက်တစ်ခါပြန်ဖြစ်လို့ရှိရင်အခုချိန်နေတဲ့ကျွန်တော်စိုးနိုင်တယ်ပေါ့စိုးနိုင်တော့ကျွန်တော်ကလည်းကျွန်တော်ဘယ်လိုလုပ်တင်လဲပေါ့ဆရာဝန်တွေကတိုင်လို့ဆရာဝန်တွေကဒီနောက်ထပ်ဝေးတစ်ခုရောနီးပြလိုင်းဖြစ်ဖြစ်ဒါအိုပဲရွေးချယ်ဖို့သူကအားပေးတယ်ဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်လည်းဆုံးဖြတ်လိုက်တာပဲကျွန်တော်အခုထိကုနေရတော့ဆိုကျွန်တော်ဒီလိုအခုအမိရှိရင်ထိုင်လို့ရတယ်ကွာအမိတကယ်လို့မရှိဘူးကျွန်တော်ဒီဇိုင်းထိုင်မယ်ဒီအောက်မှာပေါ့တော့တရားထိုင်တယ်လို့တမင်ကိုထိုင်တဲ့အချိန်ဆိုလို့ရှိရင်ထိုင်လို့မရဘူးကြာထိုင်လို့မရဘူးဥပမာ15မိနစ်လောက်ထိုင်လို့ရှိရင်ဒီကြောရိုးကနာတော့ထိုင်လို့မရအမိနဲ့ထိုင်တယ်အဲ့လိုတော့အပြင်သွားတယ်လေ့ကျင့်ခန်းတွေပါလောက်တယ်ပေါ့အခုကလေးတွေနဲ့ဘောလုံးမှာခပတ်နဲ့ထိမိနေတယ်အိမ်မှာနေရင်တော့ပုံမှန်ပဲပေါ့အပြင်သွားရင်တော့ခပတ်ပတ်တဲ့အခါပတ်တယ်ပေါ့ခုနောက်ပိုင်းအဲ့ဒါတော့ကျန်တဲ့ဟာတွေအကုန်လုံးတော့တက်တာတယ်အဲ့လိုအောက်မှာထိုင်လို့မရဘူးအဲ့လိုအလေးပင်မှာမလို့မရဘူးဟုတ်ကျွန်တော်အကူအညီထောက်ပံ့ကတော့ဟိုကလပ်အသင်းအဖွဲ့ချုပ်ကတော့ဟိုတချို့တော့ပေါ့ကျွန်တော်200လောက်ကုန်တယ်ပေါ့ဒီအဖွဲ့အစည်းတွေကတော့ကျွန်တော်50လောက်ထိတော့ကူညီပေးထားပါတယ်ဟုတ်ကျွန်တော်အတွက်စိတ်မကောင်းဖြစ်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီဘောလုံးသမားဘောကတော့ဒီလို injury နဲ့မကင်းကြဘူးပေါ့ကျွန်တော်လည်းတကယ်စက္ကန့်လဲနောက်4-5နှစ်ပေါ့စိတ်မကောင်းကိုကန်နိုင်တဲ့အချိန်မှာဆက်မကန်နိုင်တာတော့စိတ်မကောင်းတော့ကျွန်တော်လည်းဖြစ်တာပေါ့နော်ဒါပေမဲ့ပေးတဲ့ကျွန်တော်အားပေးတယ်ကွာဒီ social မှာဖြစ်ဖြစ်ချက်ပေါက်ကနေဖြစ်ဖြစ်ဖုန်းဆက်ဖြစ်ဖြစ်အကုန်လုံးကျွန်တော်ဒီနီးမြဝေကိုဆက်သွားဖို့နော်စိတ်ကမကြဘူးအဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်